မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ Bonda Post Tension Slack ကို site မှာလက်တွေ့ဘယ်လိုတက်ဆင်သွားမလဲဆိုတာကို step by step ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုက Civil Engineer တွေ Site Engineer တွေကျောင်းသားတွေအတွက်အရေးကြီးတဲ့ practical knowledge ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီး like and subscribe လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာအနေနဲ့ဒီ forward တွေဆင်ပေးရမှာဖြစ်ပါတယ် forward တွေကိုဒီ Post Tension Drawing တွေကအတိုင်းဒီ level တွေတိကျရအောင်ဒီ forward join တွေမှာလုံခြုံအောင်ဆင်ပေးရမှာဖြစ်ပါတယ်ဒီပုံလေးကပြထားသလိုပဲ post tension slab ဖြစ်တဲ့အတွက် flat forward ဖြစ်ပါတယ်ဒီ exact ဒီ post tension pin တွေ drop band တွေနဲ့လွဲပြီးတော့ပေါ့နော်ဒီအနေငယ်လေးပဲအဲ့နေရာလေးမှာ draw ရုံပဲလုပ်ပြချင်တဲ့နေရာတိုင်းမှာ pin တွေမပါရဖြစ်တဲ့အတွက် flat ဆင်လို့ရပါတယ်အဲဒီအတွက်ကြောင့်လို့ဆင်ရတယ်လည်းလွယ်ကူပါတယ်ဒီပုံထဲမှာပြထားသလိုပါပဲPost tension tunnel line တွေမစခင်မှာကျွန်တော်တို့က site forward တွေကိုဆင်ပေးခဲ့ရမှာဖြစ်ပါတယ်အနေနဲ့ bottom bar တွေဆင်ရမှာဖြစ်ပါတယ်ဒီ post tension slab မှာဆိုရင် bottom bar 3မျိုးလို့အကြံဖြင့်ခွဲခြားနိုင်တယ်ပေါ့နော်ဒီ all area bottom bar လို့ခွဲဒီ400 450ကြား12 mm နဲ့ဆင်ပေးရတဲ့ဒီ bottom bar ရှိမယ်ပြီးရင်ဒီ drop panel တွေ band pin တွေနေရာမှာဆင်ပေးရတဲ့ bottom bar ရှိမယ်ပေါ့နော်ပြီးရင်ဒီ drop panel band pin တွေမှာ extra bar တွေလိုအပ်မယ်ဆိုရင်ဒီ drawing တွေအတိုင်းလိုက်ထည့်ပေးရမယ်ပေါ့အဲ့လိုမျိုး3မျိုးအကြံဖြင့်အဖြစ်3မျိုးခွဲခြားနိုင်တယ်ပေါ့နော်ဒီ bottom bar ဆင်းတဲ့အခါမှာဒီcover block တွေဒီ bar spacing တွေကိုမှန်ကန်အောင် queue ဆိုင်ရမှာဖြစ်ပါတယ်ဒီလိုမျိုး bottom bar တွေဆင်ပြီးပြီးရင် forward ဆက်ပြီးတော့ forward တွေလည်းထောင်ပြီးဆိုရင်ကျွန်တော် post tension tunnel တွေကိုဆင်လို့ရပြီပေါ့နော်ဒီခုကတော့ဒီ bonded post tension system အဓိကလုပ်ဖြစ်တဲ့ tunnel တွေကိုဆင်တော့မှာဖြစ်ပါတယ်ဒီ bonded system မှာဆိုရင်ဒီ7 wire strand ဆိုရဲ high strand tension တန်ခံနိုင်တဲ့ steel ကြောင်းတွေကိုသုံးတယ်ပေါ့နော် steel ကြိုးတွေကိုသုံးတယ်ပြီးရင်ဒီ galvanized sheet တွေကိုသုံးတယ်ပေါ့ steel ကြိုးတွေကိုဒီ galvanized sheet ထဲမှာထည့်ပြီးတော့ဒီ anchorage တွေနဲ့ဒီ slat ထဲမှာတက်ဆင်ခဲ့မှာဖြစ်ပါတယ်နောက်တစ်ချိန်မှာဒီဒီ concrete လောင်းပြီးရဲ့အချိန်မှာဒီgalvanized sheet တွေထဲကိုကျွန်တော်တို့က cement grouting ပြန်ဖြည့်မှာဖြစ်ပါတယ်မှာဒီ slat tunnel line တွေကိုဆင်တဲ့အခါမှာသူ့ရဲ့ tunnel point တွေမှာသူ့ရဲ့ tunnel point တွေကိုdrawing တွေက profile တိုင်းရအောင်ဆင်ပေးရမှာတော့ high အမြင့်ဆုံးနေရာရှိရမယ့်နေရာမှာအမြင့် profile ရအောင်အနိမ့်ဆုံးရှိရမယ့်နေရာမှာအနိမ့် profile ရအောင် queue side ဆင်ပြီးရင်ကြားတွေကဘာချဲတွေကိုသူ့ရဲ့ profile လေးပြပြကလေးဖြစ်နေအောင်လိုက်ထောက်ပေးရမှာဖြစ်ပါတယ်ဒီ drawing တွေအတိုင်းပေါ့နော်ဒီ tunnel line တွေဆင်တဲ့အခါမှာလုံးဝခောက်သွားမျိုးခွေသွားမျိုးမဟုတ်နဲ့သူ့ရဲ့ပြေလေး drawing နဲ့အတိုင်းရအောင်ဆင်ပေးရမယ်ပေါ့နော်ပြီးရင်နောက်တစ်ဆင့်မှာဆိုရင်ဒီ anchorage တွေကိုဒီ side forward တွေနဲ့မှန်ကန်အောင်ဒီ side forward တွေနဲ့တည်ကြဘေးတောင်အနေနဲ့ကတ်နေအောင်ဆင်ရမှာဖြစ်တယ်ပေါ့နော်ဒါမှကျိုးဆွဲတဲ့အခါမှာ error မတက်မှာဖြစ်ပါတယ်ဒီဝါရောင်ပုံထဲမှာပြထားအဝါရလမ်းတွေကတော့ stressing end လို့ခေါ်ပါတော့ stressing end မှာဒီလိုမျိုး anchorage တွေ pocket former တွေတက်ပြီးတော့ဒီ side forward တွေမှာဆင်ခဲ့နောက်ထပ်dead end ဆိုတာလည်းရှိရပါတော့ dead end ကကြောင့်ဒီ dead end ကြောင့် concrete ထဲမှာမြုပ်ပြီးတော့ခြံခဲ့မှာဖြစ်ပါတယ်နောက်တစ်ချိန်မှာကျိုးဆွဲတဲ့အခါမှာ dead end ကထိန်းထားပြီးတော့ stressing end ကနေပြီးတော့ချက်တွေကိုတက်ဆင်ပြီးတော့ဒီကျိုးတွေကိုဆွဲပေးမှာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးဒီ tunnel installation တွေလုံးဝပြီးဆုံးသွားပြီဆိုရင်နောက်တစ်တစ်မှာကျွန်တော်တို့က top bar တွေကိုဆင်ပြီးလို့ရပါပြီဒီ post tension slab မှာဆိုရင် top bar all area တွေမှာမလိုတော့ဘူးပေါ့နော် all area မှာဆိုရင် top bar ဆင်ဖို့မလိုတော့ဘူးဒီ column နေရာတွေ band နေရာတွေမှာပဲအများသောအားဖြင့်ဆင်ပေးရပါပေါ့နော်ဒါ design ရပါပေါ့နော် design တွေရ design တွေမှာပါနေတော့ဆင်ပေးရမှာပေါ့နော်ဒီပုံမှန်အားဖြင့်ဒီ all area မှာမလိုဘူးဒီ column နေနေရာမှာdrop band တွေ band pin တွေရဲ့ top bar ကိုဆင်မယ်ပြီးရင်column negative moment area တွေမှာဒီ extra bar တွေကို function ရှိရာ contributor extra bar တွေကိုထည့်ပေးရမယ်ပေါ့နော်ဒီလို2မျိုးလောက်ပဲtop bar မှာကြာဒီ2မျိုးနှစ်စားလောက်ပဲရှိရပါတော့အဲ့ဒါလေးကိုဆင်ပြီးဆိုရင်ကျွန်တော်တို့ကဒီ post tension installation တစ်ခုကပြီးဆုံးသွားပါပြီဒီလိုမျိုးပြီးဆုံးသွားပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့က concrete လောင်းမှာဖြစ်ပါတယ် concrete လောင်းတဲ့အခါမှာတော့ post tension slab မှာပုံအားဖြင့်concrete grade ကို grade 40ပဲသုံးပေးကြရပါတယ်concrete grade ကို grade 40သုံးမယ်ပြီးရင်ဒီပုံမှန် concrete လောင်းသလိုပဲ slant တက်တွေပါဆဲမယ်ပေါ့နော်ကိုလိုချင်တဲ့ slant ရအောင်ဆွဲမယ်ပြီးရင် concrete လောင်းနေစဉ်တည်းမှာ vibrator ကိုဒေချာနန်းဆောင်ထိုးရမယ်ပြီးရင် pocket former ရဲ့ဘေးတွေ anchorage တွေရဲ့ဘေးမှာ vibrator ရအောင်ထိုးရမယ်ပေါ့နော်ဒါမှကျွန်တော် stressing ဆွဲတဲ့အခါမှာ error မဖြစ်မှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ချက်ကဒီ vibrator ထိုးတဲ့အခါမှာ tunnel line တွေကိုတဲမထိုးဖို့နဲ့ tunnel line တွေထိမိပြီးတော့
ဒီဘိုင်ဘေတာနဲ့တော်လကောင်ဒီပိုက်တွေနဲ့တော်လကောင်ထိမိပြီးတော့ဒန်နန်လိုင်းတွေနေရာရွေ့သွားမယ်ကျသွားရင်မဖြစ်ဖို့အောင် queue ဆိုင်ရမှာဖြစ်ပါတယ်ဒီလိုမျိုးဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့ကချက်ချင်းပြင်ဆင်ပေးရမှာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအဖြစ်ဒီ concrete တွေလောင်းပြီးသွားတဲ့အခါမှာနောက်တစ်ဆင့်အနေနဲ့ joinery ပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ concrete stressing တွေမဆွဲခင်မှာ concrete grade က85ရာခိုင်နှုန်းရရှိနေမှသာ stressing ဆွဲလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ concrete grade ကို grade 40လောင်းမယ်ပြီးရင်85ရာခိုင်နှုန်းဆို grade 30မှာကျွန်တော်တို့က stressing ဆွဲမှာဖြစ်ပါတယ်အဲဒီကြောင့်မလို့ concrete လောင်းပြီးဆိုတာနဲ့နောက်ရက်မှာ joinery တေချာပေးဖို့လိုအပ်ပါတယ်ဒီပုံမှန်အဖြစ် stressing လုပ်ငန်းကို3ရက်ကနေ9ရက်အတွင်းမှာကျွန်တော်တို့ stressing လုပ်ငန်းတွေကိုစကြတယ်ပေါ့နော်ဒီနောက်တစ်ဆင့်ဒီပိုင်းကတော့ဗီဒီယိုရဲ့အရေးကြီးဆုံးဖြစ်ပါတယ် stressing operation ဖြစ်ပါတယ် stressing ဆွဲတော့မယ်ဆိုရင်ကျွန်တော်တို့ကချက်ကိုဒီ stressing end နေမှာတက်လိုက်မယ်ပေါ့ပြီးရင် pressure gauge နဲ့ဒီ force တစ်ခုပေးလိုက်မယ်ဒီ design force တစ်ခုကိုကျွန်တော် stress နေမှာပေးလိုက်မယ်ပေးပြီးတော့ဒီ pressure gauge ကpressure ကိုကြည့်မယ်ပြီးရင်ချက်ကဒီဆွဲထုတ်လိုက်တဲ့ elongation ကိုကြည့်မယ်ပေါ့နော်ဒီနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့တကယ် design မှာပေးထားတဲ့ theoretical elongation နဲ့ကိုက်ညီမညီကျွန်တော်တို့စစ်ဆေးမယ်ပေါ့နော်ဒီလိုမျိုးနေတိုင်းပဲတန်တန်ကျိုးတိုင်းကိုဒီလိုမျိုးgauge pressure ပေးမယ်ဒီ stress ဒီ elongation ချက်ရဲ့ elongation time နဲ့အဲ့လိုမျိုးချိန်ညှိပြီးတော့အဲ့လိုမျိုး stressing operation ကိုပြုလုပ်သွားမှာဖြစ်ပါတယ်ဒီ stressing operation ကအဆင်ပြေကိုက်ညီမှဒီ slack ကလည်းလိုအပ်တဲ့လုံဝင်တွေကိုတေချာစွာကောင်းမွန်စွာ safety ဖြစ်ထားနိုင်မှာပေါ့နော်ဒါကြောင့်မလို့ stressing operation ကအရေးကြီးပါတယ်ဒီလိုမျိုး stressing operation ပြီးသွားပြီဆိုရင်ကျွန်တော်တို့နောက်တစ်ဆင့်ဒီမလိုအပ်တော့တဲ့ဒီ base ဆုံးမှာထွက်နေတဲ့ strand တွေကိုကျွန်တော်ဖြတ်မှာပေါ့နော်ဒီ stressing ပြီးသွားတဲ့အခါမှာဒီ strand တွေကဖြတ်လို့ရတယ်ဖြတ်လိုက်တဲ့အခါမှာဒီလိုမျိုးအပေါက်တွေချန်ခဲ့မယ်အဲဒီအပေါက်တွေကိုကျွန်တော်တို့က cement mortar နဲ့ light ပိတ်မယ်ပေါ့နော်ပိတ်ပြီးတဲ့အခါမှာနောက်တစ်ဆင့်မှာကျွန်တော်တို့က crowding လုပ်မှာဖြစ်တယ်ပေါ့နော်ဒီအပေါက်ကလေးကိုကျိုးဖြတ်ပြီးတဲ့အခါမှာcement mortar နဲ့ light ပိတ်မယ်ပေါ့cement mortar ပိတ်ပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့က crowding လုပ်မယ်ပေါ့ဒီဆင့်ကတော့ crowding လုပ်တာဖြစ်ပါတယ်ဒီ crowding အဆင့်မှာဆိုရင်ကျွန်တော်တို့ဒီ crowding အဆင့် crowding လုပ်မယ်ပေါ့နော်ဒီ crowding အဆင့်မှာဆိုရင်crowding အဆင့်မှာဆိုရင် crowding ရဲ့အဓိကရည်ရွယ်ချက်ကဒီ strand တွေကိုဒီတန်ကြေးမတက်အောင်ကာကွယ်ဖို့နဲ့ပြီးရင်concrete နဲ့ bond ဖြစ်အောင်ပေါ့နော်ပြီးရင်နောက်တစ်ဆင့်ကနောက်တစ်ခုကဒီအလုပ်တွေကိုတည်တည်ချာချာကောင်းမွန် transfer လုပ်ပေးဖို့ဖြစ်ပါတယ်ဒီရည်ရွယ်ချက်3ခုအများကြီးရှိရပါတော့ဒီ crowding လုပ်တဲ့အခါမှာ cement နဲ့ဒီ chemical နဲ့ကိုရောပြီးတော့ cement crowding နဲ့လုပ်တာဖြစ်ပါတယ်ဒါတော့ crowding လုပ်တဲ့အပိုင်းပေါ့နော် crowding လုပ်တဲ့အပိုင်းပြီးသွားပြီဆိုရင်ဒီ slide ရဲ့ operation တစ်ခုကပြည့်စုံသွားပြီပေါ့နောက်ဆုံးတစ်ဆင့်မှာဆိုရင်ဒီ stressing report တွေဒီ elongation report တွေဒီ crowding PC ကြောင်းတွေကိုကျွန်တော်တို့ကဒီ project pack ကိုsubmit လုပ်မယ် submit လုပ်ပြီးသွားတဲ့အခါဆိုရင်ဒီဟာဆိုရင် post tension ရဲ့ process တစ်ခုကပြီးဆုံးသွားပြီပေါ့နော်ဒါကတော့ bonded post tension slack installation ကို site မှာလက်တွေ့ step by step ဆောင်ရွက်ပုံတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုကကိုယ့်အတွက်အသုံးဝင်နေဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာနောက်ထပ် civil engineering practical video လည်းတင်ပေးသွားမှာမို့ဆက်လက်ကြည့်ရှုစောင့်မျှော်ပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်